ကျွန်တော်တို့ကအင်္ဂလိပ်စာစကားလုံးတွေကိုလည်းသိတယ် grammar တွေကိုလည်းလေ့လာထားတယ်ဆိုပေမဲ့လည်းအင်္ဂလိပ်စာရေးတဲ့အခါကျတော့တကယ်ရေးချင်မရှိဘူးဆိုရင်အစာပိုင်းမှာနည်းနည်းအခက်အခဲရှိတယ်အဲ့တော့အဲ့ဒါကိုလွယ်ကူစေဖို့အတွက် beginners တွေအတွက်ကျွန်တော်ကအလွယ်ကူဆုံးအသုံးအများဆုံးအင်္ဂလိပ်လိုရေးနည်း formula 10မျိုးကိုစုစည်းပေးထားပါတယ်အဲ့ဒီ10မျိုးကိုတစ်ခုချင်းပြန်ရှင်းပြမယ်အဲ့တော့ကျွန်တော် group like လေးတွေတွားမယ်ပထမဆုံးဒီအပေါ်မှာရှိတဲ့၄မျိုးပေါ့နော်ဒီ၄မျိုးကို group တစ်ခုအနေနဲ့တွားမှာဖြစ်တယ်ဒီ၄မျိုးကဘာလဲဆိုတော့ subject ဖြစ်ခြင်းကိုပြတဲ့ sentence တွေဖြစ်တယ်အဲ့တော့သူ့မှာကြည့်မယ်ဆိုလို့ရှိရင် ms စာ was where တွေသုံးထားတာတွေ့လိမ့်မယ်ဒီအလေးက formula မှာကြည့်မယ်ဆိုရင် subject b ဆိုတာ ms စာ was where ကိုပြောတာဖြစ်တယ်ပြီးရင် adjective subject b adjective ပေါ့နော်ဒီလိုမျိုးသွားတာတွေ့မယ်သူကအလွယ်ကူဆုံးနဲ့အရှင်းဆုံးပုံစံတွေဖြစ်တယ်formula နံပါတ်1ကပုံပန်းသဏ္ဍာန်ကျွန်တော်တို့ပုံပန်းသဏ္ဍာန်တွေကိုပြောမယ်ဆိုလို့ရှိရင်ဒီ formula နဲ့သွားမယ် subject verb to be က ms စာ was ဆိုရပြီးရင် adjective ပေါ့နော် adjective ကဘာလို့ပြောတော့သောနဲ့ဆုံးတဲ့စကားလုံးလေးတွေလှသောပြသောအဲ့တော့ she is beautiful သူမသည်လှသည်ဖြစ်သွားတယ်ပေါ့နော်သောက ms စာ was ဆိုရနဲ့ကတ်လိုက်တော့သည်ဖြစ်သွားတယ် the sky is blue ပြသောအဲ့တော့ကောင်းကင်ကပြသည်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါနောက်နံပါတ်2ကဇယိုက်လက္ခဏာတွေဇယိုက်လက္ခဏာဆိုတာကျွန်တော်အင်္ဂလိပ်လိုပြောရင်တော့ characteristic တွေဒါမှမဟုတ်လူဆိုလို့ရှိရင်တော့ personality ပေါ့အဲ့တော့သူကလည်းခုန formula အတူတူပဲဖြစ်တယ် subject ms was where ပြီး adjective လာမယ် he is smart သူကတော်တယ် they are kind သူကကျင်နာတယ်ပေါ့နော် the flowers are red the rooms are big စသဖြင့်မျိုးစုံပြောလို့ရတယ်အဲ့တော့ ms was where ရှေ့မှာအနေဖြစ်ရင် is သုံးရမယ် I ဆိုရင် am သုံးမယ် they လို့အများဆိုရင် are သုံးမယ်ပေါ့အဲ့တော့ဒါပုံမှန်သဏ္ဍာန်ဇယိုက်လက္ခဏာနောက်နံပါတ်3ကစိတ်ခံစားချက်တွေစိတ်ခံစားချက်ကြတော့ကျွန်တော်တို့ feeling တွေ emotion တွေသူကြတော့လေ formula အတူတူပဲ subject verb to be adjective သုံးလို့ရတယ် he is tired I am angry ပေါ့နော်နောက်အဲ့နေရာမှာ verb to be နေရာမှာ feel သုံးလိုက်ရတယ် I feel happy I feel angry I feel tired he is tired သုံးလို့ရတယ်ပေါ့နော်နောက်နံပါတ်4ကတော့အလုပ်ကိုင်နောက်သူ့ရဲ့ identity လို့ခေါ်တယ်ဘယ်သူပဲဝါလဲဆိုတာသူကြတော့နည်းနည်းလေးပြောင်းသွားတယ် subject verb to be ပြီးရင်သူကနောက်မှာ noun လာမယ် noun ရဲ့ရှေ့မှာ a ရဲ့ n ရဲ့ the ရဲ့ article သင်ရောတာတခုဖြည့်ပေးရမယ်အဲ့တော့ he is a teacher သူကဆရာတစ်ယောက်ဖြစ်တယ်ဆိုတော့ဒီမှာ teacher သူကအနည်းဖြစ်တဲ့အတွက် a teacher a ထည့်ပေးရမယ် she is the manager အဲ့တော့ and ရဲ့အသုံးပြုပုံကတော့တတ်ပေါ့နော်အခြားဗီဒီယိုလေးတစ်ခုမှာပြန်ပြီးရှင်းပြပေးပါမယ်နောက်ဒီမှာဘယ်သူပဲဝါဆောင်ပြောတဲ့အခါကျတော့နာမည်တွေကိုလည်းပြောလို့ရတယ်ဒါပေမဲ့နာမည်တွေဆိုလို့ရှိရင်တော့ and သူက article ထည့်ကြမလို့တော့ he is မောင်မောင်သူဒီမောင်မောင်ဖြစ်တယ်ဒါမှမဟုတ်လေ this city is Yangon ရန်ကုန်လို့နိုင်ငံရဲ့နာမည်တွေမြို့ရဲ့နာမည်တွေနောက်လူရဲ့နာမည်တွေဆိုလို့ရှိရင် a n d တွေပေါ့နော်နာမည်တွေမှာပေးထားတဲ့နာမည်တွေမှာ article မထည့်ရပါဘူးနောက်ထပ်pattern 5နဲ့6ပေါ့နော်ဟိုတော့ကျွန်တော်တို့က group တစ်ခုအနေနဲ့တက်ပြန်ပြီးလေ့လာမယ်ဘာဖြစ်လို့အဲ့လိုခွဲလိုက်လဲဆိုတော့ pattern 5နဲ့6ကsubject ပြုလုပ်ခြင်းကိုပြတဲ့ pattern ဖြစ်တယ်အဲ့တော့ဒီမှာသူက action verb ပါလာပြီဒါမှမဟုတ်ရင်လည်း verb to be plus action verb ပေါ့နော် verb ing နဲ့တွားမယ်အဲ့တော့ဒါကတော့ present tense နဲ့ပြထားတာဖြစ်တယ် present tense မဟုတ်ဘဲနဲ့တခြား tense တွေ future tense တွေ past tense တွေကိုလည်းပြောင်းပြီးတော့သုံးပြလို့ရတယ်အဲ့တော့အဲ့ဒါကတော့ tense တွေကိုနားလည်ထားပြီးသားမှဖြစ်မယ်နောက်ဒီ formula မှာတော့သူက object တွေ adverb တွေနောက် complement တွေစတဲ့ထပ်တိုးစကားလုံးတွေစကားစုတွေပါလာနိုင်တယ်နောက်ဒီမှာနံပါတ် pattern 5မှာကြည့်မယ်ဆိုရင် pattern 5ဒီအမူအကျင့်တွေကိုပြောတာဖြစ်တယ်နေ့စဉ်ပြုလုပ်နေတဲ့ action တွေအဲ့တော့ subject plus verb 1ပေါ့နော် I swim အဲ့မှာ everyday ဆိုလို့ရှိရင် adverb ဖြစ်မယ်သူရဲ့ frequency ပေါ့သူဒါကိုပြတာဖြစ်တယ်ပြီး he plays football သူကစားတယ် football object ပါလာပြီနောက် pattern 6ကလက်ရှိလုပ်နေတဲ့အရာတွေဆိုတော့ she is reading a book ပေါ့နော်အဲ့ဒါမှာဆိုလို့ရှိရင် verb to be ဖြစ်တဲ့ am is or was ဆိုတာ is ပြီးရင် reading ဆို verb ing ပုံစံနဲ့လာပြီ a book က object ပါလာပြီပြီးရင် they are working now ကအချိန်ပြဖို့ဖြစ်တယ်ပြီးရင် are working ဆိုတဲ့ verb to be plus verb ing ပုံစံနဲ့သုံးတယ်เนาะဒါလည်း
subject ပြုလုပ်ခြင်းကိုပြတဲ့ pattern နှစ်ခုဖြစ်တယ်ဒီနှစ်ခုကလွယ်တယ်ထပ်ပြီးတော့ချက်ကားပြီးအသုံးပြုလို့ရတယ်တခြား tense တွေကိုပြောင်းပြီးအသုံးပြုလို့ရတယ်နောက်9နဲ့10ကိုကြတော့ကျွန်တော်ကနောက်ထပ် group တစ်ခုအနေနဲ့တက်ခွဲထားတယ်ဘာလို့ခွဲထားလဲဆိုတော့9နဲ့10ကရှိခြင်းကိုပြတယ် subject ရှိတယ်အဲ့တော့ရှိတယ်ဆိုတော့ဗမာလိုပြောရင်တော့ပိုင်ဆိုင်တာကိုပဲပြောသလိုထင်ရမယ်သူကနှစ်မျိုးပြန်ခွဲလို့ရပါတော့เนาะရှိခြင်းမှာပိုင်ဆိုင်တာလည်းဖြစ်နိုင်တယ်ပိုင်ဆိုင်မှုကရှိတယ်ဒါမှမဟုတ်ဒီရှိခြင်းလည်းဖြစ်နိုင်တယ်အဲ့တော့ဒီ number 7ပေါ့ pattern 9မှာကပိုင်ဆိုင်မှုကိုပြတယ်ပိုင်ဆိုင်မှုကိုပြရတယ်ဆိုရင်တော့လွယ်တယ် subject လာမယ် has to have to had had ပေါ့နော်အဲဒီ verb to have နဲ့နောက်က noun သူမှာပါရှိတာလဲ object လာမယ်အဲ့တော့ I have a car ဆိုရင်ငါမှာကားတစ်စီးရှိတယ် she has 2 dogs သူငါမှာခွေးနှစ်ကောင်ရှိတယ်အဲ့တော့ subject has have had ပြီးရင်နောက်က noun လာမယ်နောက် number 8ကျတော့ဒီနေရာကိုပြတာအဲ့ဒါကျတော့ရှိတာဗမာလိုကတော့ရှိတာပေါ့နော်အဲ့တော့ subject လာမယ် verb to be လာမယ်ပြီးရင်ဘယ်နေရာမှာရှိလဲဆိုရင် location ကိုပြတဲ့ phrase လေးလာမယ် the cat is on the chair ဆိုလို့ရှိရင်ကြောင်ဒီထိုင်ကုန်ပေါ်မှာရှိနေတယ်သူကကြောင်ကထိုင်ကုန်မှာရှိတယ်ဗမာလိုပြောတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အင်္ဂလိပ်လိုပြောတော့ဒါဒီနေရာ location ကိုပြတာဖြစ်တယ် we are at school ငါတို့ကျောင်းမှာရှိတယ်အဲ့တော့တူတာလေးနှစ်ခုကိုတွဲလိုက်တယ် subject ရှိခြင်းကိုပြတယ်အဲ့တော့ subject ကပိုင်ဆိုင်တာလည်းဖြစ်နိုင်တယ်နောက် subject ကတနေရာမှာတည်ရှိနေတာလည်းဖြစ်နိုင်တယ် sentence pattern 9နဲ့10ကတော့နည်းနည်းထူးခြားပါတယ်အဲ့တော့သူကဒါထူးခြားလဲဆိုတော့သူ့မှာက subject ကိုရှေ့ဆုံးမှာထားမရေးတော့အဲ့တော့ subject ကိုသူကနောက်ကိုပို့လိုက်တယ်နော်ပြီးလို့ရှိရင်ပထမ sentence ပါဆိုရင် there ပေါ့နော် that is there အဲ့လို there ကို subject အတုအနေနဲ့သုံးတယ်ပြီးရင် it ကိုလည်း subject အတုအနေနဲ့သုံးတယ်အဲ့တော့သူတို့ကဘာမှရည်ညွှန်းတာမဟုတ်သူတို့ထည့်ပြီးပါတာပြန်ဖို့မလိုဘူးအဲ့တော့ pattern 9မှာဆိုလို့ရှိရင်သူက existent တစုံတစ်ခုတည်ရှိနေတာကိုသုံးတဲ့ပြောတဲ့အခါမှာသုံးတယ်အဲ့တော့ there is there form ပေါ့နော်အဲ့တော့သူက there is တို့မဟုတ် there are ပေါ့နော်ဒါမှမဟုတ်လည်း there was there were ပေါ့ပြီးလို့ရှိရင် noun လာမယ်ပြီးလို့ရှိရင်တော့ place phrase ပေါ့နော် place phrase ဆိုတော့ဒီမှာ there is a car in the park အញ្ញံထဲမှာကားတစ်စီးရှိနေတယ်ဆိုလို့ရှိရင် there is ဒီနောက်မှာ a car ဆိုတာလာမယ်ပေါ့နော် a car ကတကယ်တော့ subject ဖြစ်တယ်အဲ့တော့ in the park ဒါမဲ့ဒီမှာသူက subject အစစ်တော့လည်းမဟုတ်ပြန်ဘူးအဲ့တော့သူက noun လို့ပဲကျွန်တော်ပြောကြပါဆိုတော့ in the park ဆိုတော့နေရာပြပုတ်လေးနောက်ကထည့်ထားပေးတယ်နောက် there are books on the table ဆိုရင်လည်း on the table ဆိုရင်နေရာပြပုတ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကို place phrase ပေါ့အဲ့လိုခေါ်တာပေါ့အဲ့တော့ in တို့ on တို့ at တို့အဲ့ဒါနဲ့စမှာပေါ့နော်အဲ့တော့တပစ္စည်းကိုပဲပြောလို့ရတာမဟုတ်တစ်ချိန်တော့ကဘီင်းတစ်ပါးရှိခဲ့တယ်ဆိုလို့ရှင်လေ there was a king in Bayanati ပေါ့နော် long time ago စသည်ဖြင့်ပေါ့ရှိတယ်တခုခုရှိတယ်ဆိုတော့ပြောတာဖြစ်တယ်နောက်နံပါတ်10ကတော့ယာဒီဥရုတွေအချိန်တွေကိုပြောရင်သုံးတယ်အဲ့တော့ it form ပေါ့ id it နဲ့သုံးတယ်အဲ့တော့ကျွန်တော်တို့ကမိုးရွာနေတယ်လို့ပြောကြတော့မိုး subject မှာသွားထားလို့မရဘူး the rain is raining လို့မပြောဘူးပေါ့နော် it is raining ပဲပြောတယ်အဲ့တော့သူက it's verb to be verb ing ပုံစံနဲ့သွားတယ်နောက် it is hot today ဆိုလို့ရှိရင်တော့သူက it ရဲ့နောက်မှာ verb to be adjective ပုံစံနဲ့သွားတာပေါ့နော်ပြီးရင် it's Monday စသဖြင့်ပြောတယ်အဲ့တော့ကျွန်တော်တို့ဒီ sentence pattern 10မျိုးကိုအချင်းချုပ်ပြီးပြန်ပြောမယ်ဆိုလို့ရှိရင်ဒီပထမ၄မျိုးက subject ဘာဖြစ်တယ်လဲဆိုတာကိုပြတဲ့ subject ဖြစ်ခြင်းကိုပြတဲ့ pattern တွေဖြစ်တယ်အဲ့တော့ verb to be တွေဖြစ်တဲ့ am is are was were တွေနဲ့တွဲပြီးရေးပါတယ်နောက်ဒုတိယ group နံပါတ်5နဲ့6က subject လောက်တာ subject ပြုလုပ်တာကိုပြတဲ့ pattern ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒါ simple present tense နဲ့ရေးတယ်ဒါမှမဟုတ်ရင်လည်း verb to be plus verb ing ပေါ့နော် simple continuous form နဲ့ရေးတယ်တခြား tense တွေနဲ့ပြောင်းပြီးရေးလို့ရပါတယ်ပြီးတော့ subject ရှိခြင်းအဲ့တော့ရှိခြင်းဆိုတာမှာနှစ်ခုပေါ့နော် subject ကပိုင်ဆိုင်နေဆိုတဲ့ရှိခြင်းက has have ကိုသုံးမယ်ပြီးရင်နံပါတ်8 subject ဘယ်နေရာမှာရှိလဲဆိုရင် location ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်း subject verb to be ပြီးလို့ရှိရင် on the chair တို့ at the school တို့လိုမျိုးနေရာပြ phrase ပေါ့နော်စကားစုလေးကိုထည့်ပြရမှာဖြစ်တယ်နောက်ဆုံးကကျွန်တော်တို့ subject အတုနဲ့သွားတဲ့ပုံစံအဲ့တော့ there is there form ရှိမယ်နောက်တစ်ခုက it's form ရှိမယ်
ဒီမှာတော့ကျွန်တော်ကလေ့ကျင့်မှုအတွက်စာကြောင်း10ကြောင်းပေးထားပါတယ်ဒီစာကြောင်း10ကြောင်းကခုနကပြောခဲ့တဲ့ formula အတိုင်း10ခုနဲ့အတူတူပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီ formula အတိုင်းဝင်အောင်ရေးကြည့်ကြပါရေးကြည့်တယ်ဆိုလို့ရှိရင်တော့ဒီကမှန်သွားပြီဖြစ်ပါတယ်ဒီ10မျိုးကိုနားလည်ပြီဆိုလို့ရှိရင်တော့သူ့ပေါ်မှာထပ်မံချက်ထွင်ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့ရှည်တဲ့ပို့ပြီးရှုပ်ထွေးတဲ့စာကြောင်းတွေလုပ်လို့ရသွားပြီဖြစ်ပါတယ်